သူပဲကောင်းမလေးစာပို့နေတယ်ဘိုင်းကြည့်နေတယ်မိုက်တင်းပြောမယ်မရတစ်ခါလာလဲမှာအကောင့်လေးရဲ့ location ကပမာကြည့်လို့ရတယ်ဘယ်လိုကြည့်လို့ရအဲ့ပဲတင်ရမိအားရင်မသိချင်ဘူးအဲ့တက်ပို့ပြီးတော့သိချင်တာသူပဲကောင်းမလေးစာပို့နေတယ်ဘိုင်းကြည့်နေတယ်ခါသိချင်တာနင်းနေပါမရှိဘူးလားမမ ။အော်အဲ့လိုမျိုးသိချင်တာလား။ညီမလေးဖုန်းကနေပြီးတော့သူ့ဖုန်းထဲကိုဘာတွေလုပ်နေလဲဘယ် application သုံးနေလဲဘယ် video တွေကြည့်နေလဲဆိုတာကြည့်လို့ရတဲ့အနေနဲ့လေးရှိတယ်။ရှို့ထားတာအနေနဲ့လေးပြပြပေးမယ်လေနော်။ပြင်ဆုံးညီမတို့ဖုန်းနှလုံးရှိမယ်ပေါ့နော်။ဒီကောင်ကကျတော့စောင့်ကြည့်မဲ့ဖုန်းလေးပါ။ဒီကောင်ကတော့စောင့်ကြည့်ခံရမဲ့ဖုန်း။စောင့်ကြည့်မဲ့ဖုန်းလေးမှာတော့ညီမတို့ TeamViewer Remove Control ဆိုတာလေးကို install လုပ်ပေးရမယ်။စောင့်ကြည့်ခံရမဲ့ဖုန်းမှာတော့ TeamViewer Facebook ဆိုတာလေးကို install လုပ်ပေးရပါမယ်ရှင်။အခုလိုမျိုး install ပြည့်သွားပြီဆိုရင်ညီမတို့ open နေမယ်ဒီမှာလည်း open နေပါမယ်။လေးနေပြလိုက်ပါဒီဘက်မှာဆိုရင်တော့ညီမတို့အကောင့်လေးတစ်ခုပေါ့နော်စင့်ရုံလေးရပါမယ်အဲ့တော့ sign in လေးနှိပ်လိုက်ပါညီမတို့ Google နဲ့ဖွင့်မယ်ဆိုရင် Google လေးထဲဝင်လိုက်ပါပြီးရင်ကိုဖွင့်မဲ့အကောင့်လေးယူလိုက်ပါနော်ပြီးတော့ညီမတို့က password လေးတစ်ခုထားရမယ်ကိုထားချင်တာလေးထားလို့ရတယ်ပေါ့နော်ပြီးရင် sign in လေးနှိပ်လိုက်ပါပြီးတော့ခဏလေးစောင့်ပေးရမယ်ပေါ့နော်ဟုတ် skip for now ဟုတ်လားအဲ့ဆိုရင်တော့ဒီဘက်မှာညီမတို့အကောင့်လေးတစ်ခုဖွင့်ပြီးသွားပြီဖြစ်ပါတယ်ဒီဘက်မှာကျတော့ဒါလေးစတိုင်းနှိပ်ပြီးပါနော်ဒါလေးရဖွင့်ပြရအောင်ပေါ့နော်ဖွင့်ပြီးသွားပြီဆိုရင်တော့ဒီမှာတော့ခဏလေးစောင့်ပြီးပါနော်ဒီမှာ ID လေးပေါ်လာပါလိမ့်မယ်ပေါ်လာတဲ့ ID လေးကိုညီမဒီဘက်ဖုန်းလေးမှာနှိပ်ပြရမယ်ပေါ့နော်ဒီဖုန်းလေးမှာအခုလိုမျိုးရှာနေတဲ့အချိန်မှာဒီဘက်မှာဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ညီမ verify user ဆိုတာနှိပ်ပြရပါမယ်ရှင်ပြီးတော့ဒါဒီဘက်ကအချက်လက်တွေအကုန်လုံးပေါ့နော်ပြီးရင်ညီမတို့အမှန်ချင်းလေးနှိပ်မယ်ပြီးရင် allow access ဆိုတာလေးနှိပ်ပြရပါမယ်ရှင်ဒါဆိုရင်တော့ညီမတို့ start အခုလိုမျိုးဆိုရင်တော့ညီမဒီဘက်ဖုန်းထဲမှာလုံးသမျှအကုန်လုံးမြင်နေရတယ်ပေါ့နော်ကိုကမကြည့်ချင်တော့ဘူးဆိုရင်တော့ညီမဒီဘက်မှာရှိတဲ့အများအမားလေးတွေနှိပ်လိုက်ရပါပြီနော်အဲ့လိုလေးလုပ်ရတယ်အဲ့ဒါဆိုအဆင်ပြေပြီလား 哦，好的，等你落进来，哎，你来没？